ကဲဒီညီမလေးကဆိုဒီနေရာမှာသူကနားတယ်တဲ့သူဒီကြောကြီးတစ်လျှောက်လို့သူကနားတာနော်အဲ့ဒါဘာကြောင့်မဖြစ်ရလဲဆိုတော့သူ့ကိုကျွန်တော်တို့က plantar fasciitis လို့ခေါ်တယ်သူ့ဘက်မှာ overloading ဖြစ်နေလို့ဖြစ်တာ overloading ဆိုတာသူ့ဘက်မှာအားသက်ရောက်မှုများနေလို့ဖြစ်တာကျွန်တော်တို့ကစဉ်းစားရမှာကအားသက်မှုများတယ်ဆိုရင်ဘာကြောင့်မို့အားသက်မှုများတယ်လဲဆိုတော့ကျွန်တော်စဉ်းစားရမှာအဲ့မှာကျွန်တော် lifestyle ကိုကျွန်တော်မေးကြည့်တဲ့အခါမှာဒီအဖြေလေးတွေ့တယ်အဲ့တော့ဒီညီမလေးရဲ့ဒီ lifestyle ကသူကဒီအိတ်ကိုအဲ့လိုမျိုးအလေးတည်ပြီးတော့လမ်းအများကြီးရှောက်လို့ရှိတယ်အဲ့လိုအဲ့ဘယ်ဘက်ခြေတော့ကသူကခြေပွားအလဲကောင်မှာ plantar fascia ကသူကရောင်းလာတာသူကကျတော့ overloading ဖြစ်ပြီးတော့နားလာတာပေါ့နော်အဲ့တော့ကျွန်တော်ဖိကြည့်လိုက်တဲ့အခါမှာအဲ့ခြေပွားတစ်လျှောက်မှာသူကတင်းပြီးတော့နားနေတယ်အဓိကရှောင်းရမှာကဒီလိုအိတ်ကိုတစ်ဖက်ထဲလွှဲတာကိုရှောင်းဖနက်ကိုအပြော့အထူစီးပါတောက်ဖက်စီးလို့မရဘူးကျွန်တော်တို့တကယ်လို့ဒီ lifestyle ကိုမပြင်မဲနဲ့ဆေးဘက်တော့မယ်လေ့ကျင့်ခန်းပဲလုပ်မယ်ဆိုရင်ဒီပြဿနာဟာအများတန်းဖြစ်နေမှာဘာလို့လဲဆိုတော့လမ်းလျှောက်တာများနေတာဖြစ်တဲ့အတွက်နော်ဖနက်ကလေးချင်းုံနဲ့တချို့ကျတော့မကောင်းဘူးဖနက်ချင်းုံနဲ့မကောင်းတဲ့ပြဿနာကသူ့ကို overloading ကဆက်ရှိနေတယ်ဒါအဖြစ်ပဲကဲဒါလေး SLR stretch လို့ခေါ်တယ်အဓိကတော့ဒီ plantar fascia ကိုဆွဲဆန့်တဲ့ဟာတွေ exercise တွေအကုန်လုံးလုပ်လို့ရတယ်သူ့ကို activation ပေးတယ်သူ့ကို overloading ဖြစ်တဲ့ဟာတခုမှပေးလို့မရဘူးနော်သူ့ဆွဲဆန့်တဲ့ဟာတွေရတယ်စက္ကန့်20 3ချိန်ဆွဲမယ် SLR stretch straight leg rising လို့ခေါ်တယ်